ဒီဇူလိုင်လဟာအင်္ဂါသားသမီးတွေရဲ့အတွက်အတိုက်ခံကြကနေအောင်မြင်မှုရမယ်လားဖြစ်တယ်လို့ငွေဝင်လန်းကြောင်းတစ်တွေပွင့်မဲ့လားလို့ဆိုရမှာပါငွေကြီးကန်အလွန်အကောင်းပါတယ်အထူးသဖြင့်လလေပိုင်းကစပြီးငွေဝင်ကျန်းတတ်ပါတယ်ပိတ်ဆို့နေတဲ့ငွေတွေကြံ့ကြာနေတဲ့အကျွေးတွေပြန်ရတတ်ပါတယ်စီးပွားရေးလုပ်ငန်းတွေတိုးချဲ့ဖို့ဒါမှမဟုတ်ယင်းနှိမ့်မြုပ်နှံမှုအသစ်တွေလုပ်ဖို့အခွင့်အလမ်းကောင်းတွေပေါ်လာပါလိမ့်မယ်ငွေဝင်တလောက်လည်းပြန်ထွက်ကိန်းမြင်နေတာမို့မလိုလားအပ်တဲ့နေရာတွေမှာငွေမကုန်ရအောင်လက်ဖွာတာကိုထိမ့်ပါလို့ဇာမနီကမှားခြင်းနဲ့လောက်ကုံပိုင်းမှာအလှူဒန်းကိစ္စဒါမှမဟုတ်အိမ်တွင်းရေးကိစ္စတွေကြောင့်ငွေအစုလိုက်ထွက်တတ်ပါတယ်အလုတ်အကင်မှာယာရုတို့နေရာကောင်းရခြင်းမျိုးကြုံရတတ်ပါတယ်လူကြီးသူမတွေရဲ့မျက်နှာသာပေးခြင်းကိုခံရပါလိမ့်မယ်လူမှုရေးပိုင်းမှာတော့ဒေါသရှိထားပြီးစကားပြောမိရင်မိတ်ပြတ်နိုင်လို့ဂရုပြုပါအလုတ်မှာဖြစ်ဖြစ်ပြင်ပမှာဖြစ်ဖြစ်မိမိအပေါ်မနာလိုသူတချို့ကဂုံချောတာအဖြက်လောက်တာမျိုးတွေရှိတတ်ပါတယ်အိမ်အောင်ရှင်များအနေနဲ့အိမ်အောင်ဘက်နဲ့အသေးအဖွဲစကားများရတတ်ပေမဲ့အိမ်အောင်ဘက်ရဲ့အကူအညီကြောင့်လည်းစီးပွားတက်ကိန်းရှိပါတယ်လူပြိုအပြိုများအချစ်ရေးမှာစမ်းပွင့်နေမဲ့လာပါအဝေးကနေသတင်းစကားကောင်းတွေကြားရတတ်ပါတယ်ကျမ်းမာရေးအတွက်ဒီလထဲမှာမီလျှက်စစ်နဲ့တန်ထဲပစ္စည်းတွေကင်တွယ်ရင်ဂရုပြုပါလို့ဇာမနီကမှာကျင်ပါတယ်သွေးတို့ယောဂရှိသူများလည်းဂရုစိုက်ဖို့လိုပါတယ်ဒီလထဲမှာအတိုက်ခံမှန်သမျှကြော်လွှားပြီးတော့လက်လာပါတွေပုံမပွင့်လန်းလာစေဖို့အတွက်အင်္ဂါနေ့ညအိယာဝန်ခံနေ့တိုင်းမှာအရဟံဂုံတော်ကိုဗတိရှစ်ပတ်တိတိစိတ်ပေးပါစောင်းရံအယောင်ကအစိမ်းရောင်နဲ့အဖြူရောင်ဖြစ်ပါတယ်ရှောင်းရံအယောင်ကတော့အနီရောင်တောက်တောက်ဖြစ်ပါတယ်